သူရဲ့အစိတ်ဟာကုန်းပေါ်ကမွေတွေထက်ဆယ်စားမကပိုပြင်းထန်တတ်ပါတယ်မြန်မာနိုင်ငံဟာဇီဝမျိုးစုံမျိုးကွဲတွေပေါ်ကျွယ်ဝတဲ့နိုင်ငံတစ်ခုပါဒါပေမဲ့ဒီလပါတဲ့တဘာဝတရားထဲမှာအသက်အန္တရာယ်ကိုစက္ကန့်ပိုင်းအတွင်းဒုက္ခပေးနိုင်တဲ့အစိတ်ပြင်းသတ္တဝါတွေလည်းရှိနေပါတယ်ဒီနေ့မှာတော့မြန်မာပြည်ပေါ်ကအစိတ်အပြင်းဆုံးသတ္တဝါ၃ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါပထမဆုံးကတော့လူတိုင်းသိကြတဲ့မွေဟောက်ပါမြန်မာနိုင်ငံမှာရိုးရိုးမွေဟောက်နဲ့တောကြီးမွေဟောက်ဆိုပြီးနှစ်မျိုးလုံးကိုတွေ့ရတတ်ပါတယ်သူတို့ရဲ့အစိတ်ဟာအာယုံကြောစနစ်ကိုတိုက်ရိုက်ထိခိုက်စေပြီးအချိန်မီဈေးကူးတတ်မှုမခံယူရင်အသက်ရှူရပ်နားပြီးသေဆုံးနိုင်ပါတယ်အထူးသဖြင့်တောကြီးမွေဟောက်ဟာကမ္ဘာအရှည်ဆုံးအစိတ်ရှိမွေအဖြစ်လဲဆင်ခြင်တင်ထားပါတယ်။မြန်မာနိုင်ငံမှာလူသေနှုန်းအများဆုံးဖြစ်စေတဲ့တရားခံကတော့မွေပွေးဖြစ်ပါတယ်။သူတို့ဟာလဲကွင်းတွေထဲမှာရုပ်ဖြက်ပြီးနေတတ်တာကြောင့်တောင်သူဦးကြီးတွေအတွက်အန်ဒီလေအရှိဆုံးပါ။မွေပွေးအစိတ်ဟာသွေးခဲစနစ်ကိုဖျက်ဆီးပြီးကြောက်ကက်ဖျက်ဆီးမှုကိုဖြစ်စေပါတယ်။မြန်မာနိုင်ငံရဲ့အစိတ်ဖြည့်စီထုတ်လုပ်မှုမှာလည်းမွေပွေးအစိတ်ဟာအဓိကအရေးပါဆုံးဖြစ်ပါတယ်။ကုန်းပေါ်တင်မကပါဘူးမြန်မာပင်လေကမ်းရိုးတန်းတလောက်မှာရှိတဲ့ကျက်မွေတွေဟာလည်းအလွန်ကြောက်ဖို့ကောင်းပါတယ်။သူရဲ့အစိတ်ဟာကုန်းပေါ်ကမွေတွေထက်ဆယ်စားမကပိုပြင်းထန်တတ်ပါတယ်။အခိုက်ခံရင်နာကျင်မှုတိတ်မရှိတာကြောင့်တတိမထားမိတတ်ကြပေမဲ့နာရီပိုင်းအသွေးမှာကြွတ်သားတွေဖြစ်စီပြီးအသက်အန္တရာယ်ဆိုးရင်ရတတ်ပါတယ်။ဒီသက်တဝါတွေဟာကြောက်စရာကောင်းပေမဲ့သူတို့ကိုမနှုတ်ဆက်ဘူးဆိုရင်ရန်မှုလေးမရှိကြပါဘူး။အဲဒါကြောင့်တဘာဝတောတောင်တွေထဲသွားလာတဲ့အခါအမြဲတတိရှိဖို့လိုအပ်ပါတယ်။အခုလိုဗဟုသုတရစရာတွေကိုဆက်ကြည့်ဖို့ကျမတို့ရဲ့ channel ကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။အားလုံးပဲဘေးအန္တရာယ်ကင်းကြပါစေ။